ကျွန်တော်တို့စီးကျူသမားတွေအတွက်ဘာတွေစားတင်လဲပေါ့နော်အသက်40ကျော်50ကျော်60ကျော်တော့တရားမှာပါတဲ့ဟာတွေဖြစ်ရမယ်ခန္ဓာကိုယ်ရဲ့အာဟာရဖြစ်ရမယ်စီးကျူထိန်းတဲ့အာဟာရတွေလည်းဖြစ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ product လေး9မျိုးရွေးထားပေးပါတယ်ဒါလေးတွေကိုပုံမှန်စားပေးခြင်းအဖြစ်ခန္ဓာကိုယ်အတွက်ဖြစ်ဆွတ်စာစားသလိုမျိုးအာဟာရလည်းအများကြီးရမယ်ပြီးတော့စီးကျူလည်းထိန်းပြီးသားဖြစ်သွားမှာပေါ့နော်အဲ့လေးကိုကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ဂလူဆာနာဖြစ်ပါတယ်ဂလူဆာနာကတော့ကျွန်တော်သိတဲ့အတိုင်းဒီမှာဆိုဗိုက်တာမင်ပေါင်းအမျိုး30နီးပါးလောက်ပါတယ်စီကျိုထိန်းတဲ့ဓာတ်တွေပါတယ်တော်တော်လေးကောင်းပါတယ်တစ်ရက်ကို2ခွက်3ခွက်တောက်လို့ရတယ်ပေါ့နော်ဒါတော့ဂလူဆာနာပါဒုတိယတစ်ခုကတော့ဒိုင်ဆာနာလို့ခေါ်ပါတယ်သူကျတော့ဂလူဆာနာပုံစံမျိုးပဲပေါ့နော်စီကျိုနုတ်မုတ်လို့ခေါ်ပါတယ်ဒီမှာဘာတွေပါလဲဆိုလို့ရှိရင် skimic powder ပါတယ်အစိတ်ထုတ်တဲ့နုတ်မုတ်ပြီးတော့ဒီထဲမှာကျွန်တော်တို့စီကျိုကိုထိန်းပေးတဲ့ဓာတ်တွေပါတယ်ဒီ insulin spike လို့ခေါ်တဲ့ရုပ်တရက်ကြီးမမြင့်သွားအောင်ထိန်းပေးတဲ့ဓာတ်တွေပါတယ်ပြီးတော့ vitamin ပေါင်းမျိုး20ကျော်လောက်ပါပါတယ်ဒါကတော့ဒုတိယဗီယက်နမ်လာတဲ့ဒိုင်ဆန်နာနှုံးမှုတွေဖြစ်ပါတယ်ကိုဒီလောက်မသွားခြင်းဘူးနည်းနည်း budget တက်တာခြင်းနဲ့ဆိုလို့ရှိရင် Horlicks ရှိပါတယ် Horlicks ကြတော့သူက skimic powder နဲ့လောက်ထားတာမဟုတ်ဘူးသူကြတော့ဒီ malt လို့ခေါ်တဲ့ဂျုံပေါ့နော်ဂျုံအမှုတ်ပေါ်မှာသူကတခြား vitamin တွေဖြည့်စွက်ထားတာပဲဖြစ်ပါတယ်တချို့ no မတက်ဘူးဆိုလို့ရှိရင်ဒါလေးရွေးလို့ရပါတယ်ဒီနှမျိုးလုံးက no ပါတယ် no မတက်တဲ့လူတွေကျွန်တော်တို့ lactose intolerance လို့ခေါ်တယ်ကျွန်တော်တို့ဒီ lactose နဲ့မတက်တဲ့လူတွေဆိုလို့ရှိရင်ဒါလေးသုံးလို့ရတာပေါ့နော်ဒီကောင်ကတော့ဂျုံမုတ်ပါမယ် vitamin တွေပါမယ် antioxidant ပါတယ်ပေါ့နော်သူ့ရဲ့ထူးခြားချက်က antioxidant ဆိုတာကကျွန်တော်တို့ cell တွေကိုပျက်စီးစေတဲ့အရာတွေကိုကာကွယ်ပေးတဲ့ဓာတ်တွေပါပါတယ်ပြီးတော့ coffee လေးတစ်မျိုးကျွန်တော်ရွေးထားတယ်ဒါလေးကတော့အင်္ဂလန်လာတဲ့ Tesco decaf ပေါ့နော် caffeine 100မှာ3ပဲပါတယ်မပါဘူးဒါတော့ပဲပေါ့နော်မပါဘူးလို့ပြောလို့လည်းရcaffeine ရမ်းနေတယ်ရင်တုံတာမဖြစ်ဘူးအိမ်မရတာမဖြစ်ဘူးဆိုတော့တော်လေးကောင်းတယ်ပေါ့နော် caffeine နဲ့မတည့်လို့လည်းတောက်လို့ရတယ်ဒါလေးကတော့ကျွန်တော်တို့ဝက်ကောက်ထဲမှာအပြာပေါ့နော်အပြာကျတော့အနေနဲ့မတူဘူးအပြာကျတော့9မိနစ်လောက်ယူနေနဲ့ပြုတ်သွားတယ်ဒါပေမဲ့သူ့အားသာချက်ကအနည်းနဲ့မတူတာကျတော့သူကဒီအစာကျဉ်ညက်မှုနှေးတယ်ပေါ့နော်အဲ့တော့ခဏခဏစားတာမဖြစ်တော့ဘူးစီးကျိုတက်တဲ့နှုံလည်းတအားနှေးတယ်ပေါ့နော်ဒါလေးကပို့ပြီးတော့တင့်တော်တယ်ပေါ့နော်အခုကျွန်တော်၅မျိုးကိုရွေးချယ်ပေးထားပါတယ်အဲ့တော့ဈေးနှုန်းတွေကတော့ဒီမှာပေါ့နော်ကျွန်တော်ဈေးနှုန်းလေးလည်းဒီမှာပြထားတယ်အဲ့တော့လူချင်းမင်းတို့မနက် breakfast မှာဖြစ်ဟလာဒါမှမဟုတ်တနေ့ကုန်မှာဖြစ်ဟလာသုံးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတာပေါ့နော်ဒါကျွန်တော်ရွေးချယ်ပေးထားပါတယ်အဲ့တော့မှားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချက်ပေါက်မှာ order ပေးပြီးတော့မှာလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်